ဒါလေးကအပြာလေးပေါ့နော်အပြာလေးသူ့ထည့်ထားတဲ့အိတ်ကဒီမှာကြည့်အောင်အိတ်ကြီးနဲ့ထည့်ထားတယ်အပြာရောင်လေးကျွန်တော်ဒီအပိုင်းအပြာလေးတွေသဘောကျနေရဗျာအဲ့တော့ကျွန်တော်အပြာရောင်လေးကိုစမ်းကြည့်ခြင်းနဲ့ဆိုပြီးဖောက်လိုက်တယ်အဲ့ဒီမှာဒီသူ့ရဲ့ design language ကမိုက်တယ်အရှိကိုကွေးထားတာဖြစ်တဲ့အတွက်အဆင်ပြေရပေါ့နော်ပြီးရင်ကျွန်တော်တို့တည်သွားတဲ့ခါမှာလည်းနေချက်ကလေးကိုပလေးလုပ်ပြီးတည်သွားလို့ရတယ်ဒါလေးက Apple ရဲ့ AirPods Pro မှာလုပ်ထားတဲ့ design လေးပေါ့နော်အဲ့ဒီကောင်လေးကိုကျွန်တော်တော်တော်သဘောကျတယ်ဟို Apple AirPods Pro ဆိုလဲကျွန်တော်တို့တည်သွားတာအဆင်ပြေရပါလိဒီ headphone ကလည်းကျွန်တော်တို့တည်သွားတာအဆင်ပြေရဲမှာပါတယ်နားမှာအုပ်ကြည့်ရဲ့အနေထားမှာလည်းမလေးဘူးပေါ့ပါပဲအခုတချင်းတော့မဖွင့်ထားသေးဘူးဘေးကအသက်တွေကိုကျွန်တော်တို့လုံသွားတယ်ဆိုတော့ကိုယ့်ရဲ့ကိုယ်ပိုင်ကဘာငယ်လေးတစ်ခုကိုဖန်တီးခြင်းတယ်ဆိုလို့ရှိရင်ဒီလို headphone တွေကသုံးသင့်ပါတယ်ကျွန်တော်တို့အလုပ်ထဲမှာ content creator လုပ်ရတဲ့သူတွေ video editing သမားတွေဆိုဒီလို jack လေးတစ်ခုနဲ့တချင်းနားထောင်နေရတာ share ပေါ့ဗျာပြီးတော့ဒါလေးကအီလေးဒီနားလေးကလည်းအီလေးဆိုတော့ကျွန်တော်တော်တော်လေးအဆင်ပြေမယ်မိတ်ဆွေပြီးလို့ရှိရင်ဒီကောင်လေးကကျွန်တော်တို့ black shag ရဲ့ silver လေးပေါ့နော် silver လေးသူ့ရဲ့ design language ကလည်းဒီလိုပဲအဲဒီမှာတဲ့ပဲသူဒီနားအတန်းလေးဆိုလို့ရှိရင် AirPods Pro နဲ့တောင်ဆင်သေးတယ်ပြီးရင်သူကဒီတန်းလေးကနေဆွဲဖြုတ်သွားတာဒီမှာအရှိအနောက်အတိုး short ပေါ့နော်ဒီလိုလေးသွားတယ်သူကနှစ်ဖက်ကိုအတိုး short စိတ်ကြိုက်ချိန်ကြီးလို့ရတယ်ပြီးရင်သူအီဆက်နာပဲဗျာသိလားဖော်လေးတွေကလေအီဆက်နာပဲပြီးရင်ဒီနားဖော်လေးဆိုလဲအီဆက်နာပဲအီလေးဒါလေးကိုလည်းကျွန်တော်ကောင်းဖို့အုပ်ကြည့်မယ်ပေါ့ရှွတ်နာပဲတော်ကိုပေါ့ရှွတ်တယ်ဒီ black shag ကတော်ကိုပေါ့တယ်ခုန Redmi ထက်ကိုဒီကောင်တော်ပေါ့တယ်မစိုးကျွန်တော်သဘောကျတယ်အဲ့တော့သဘောကျတယ်အခုပထမဆုံးကျွန်တော်ခေါင်းပေါ်စမ်းတက်ကြည့်လိုက်တဲ့ခါမှာသဘောကျတဲ့အတွက်ကြောင့်မလို့အတန် quality ဘာညာအနေထားကိုကျွန်တော်ဒီနှစ်ခုကိုစမ်းပါတော့မယ်စမ်းပြီဆိုလို့ရှိရင်တော့ကျွန်တော်သဘောကျတဲ့အချက်နဲ့သဘောမကျတဲ့အချက်တွေမိတ်ဆွေတို့ပြန်ပြီးမျှဝေပေးပါမယ်ခင်ဗျအားလုံးကိုကျေးဇူးများတင်ပါတယ်ဒီနေ့ကတော့ပစ္စည်းအကြောင်းပြောပြတာမဟုတ်ဘဲနဲ့ဒီပစ္စည်းလေးနှစ်ခုကိုကျွန်တော်ဒီနေ့မှတွေ့မှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်စမ်းကျင်လို့လာဖောက်ကြည့်တာပါလာဖောက်ကြည့်ရလေးကိုပြရင်းနဲ့ကျွန်တော်စမ်းပြီးတဲ့ review ကိုလည်းမိတ်ဆွေတို့ကိုပြန်ပြီးတည်တံ့ပြောပြပါမယ်အားလုံးကိုကျေးဇူးများတင်ပါတယ်တဒါ